ကောတလမင်းကြီးစဒုထအိမ်မက်ဟိုးရှေတုံးကတာဝတီပြည်မှာကောတလမင်းကြီးလိုအမိရတဲ့ဘရင်တစ်ပါးအုပ်ချုပ်ဖယ်ပါတယ်။တညမှာတော့မင်းကြီးဟာအလွန်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ထဲပါတယ်။မင်းကြီးဟာအိပ်ပျော်နေရင်လက်နိုးလာပြီးသူ့ရဲ့အိမ်မက်ကြောင့်စိတ်မအေးနိုင်ထိနေခဲ့ပါတယ်။အိမ်မက်ထဲမှာတော့လမ်းမကြီးတစ်ခုပေါ်မှာကုံစီတွေအပြည့်တင်ထားတဲ့လှဲကြီးတစ်စီးရှိနေပါတယ်။ထိုလှဲကြီးဟာအလွန်လေးလံလွန်လို့ယုံဖို့ခတ်ထဲနေပါတယ်။လှဲသမားဟာလှဲကိုယုံဖို့အတွက်နွားတွေကိုပြင်ဆင်နေပါတယ်။ထိုအခါလှဲသမားဟာခွန်အားပလကောင်းမွန်ပြီးအတွေ့အကြုံရှိတဲ့နွားကြီးတွေကိုဘေးဖယ်ထားလိုက်ပါတယ်။သူဟာနွားကြီးတွေအစားမွေးကင်းစနွားငယ်လေးတွေကိုသာလှဲမှာကလိုက်ပါတယ်။နွားငယ်နွားလေးဟာလှဲဘိုးကိုထမ်းထားရပါတယ်။နွားငယ်လေးဟာလှဲကြီးကိုအားကုန်ယုံပေမဲ့လှဲကြီးကတော့တလက်မတော့မရွေ့ပါဘူး။နွားလေးဟာဝုံကိုမခံနိုင်ပဲဒူးညွတ်ကျသွားပါတယ်။အတွေ့အကြုံမရှိတဲ့နွားငယ်လေးတွေကြောင့်ခရီးမတွင်ပဲအလုပ်တွေပျက်စီးနေတာကိုမင်းကြီးကမြင်နေရပါတယ်။လမ်းဘေးမှာတော့ခွန်အားကြီးမားတဲ့နွားကြီးကရက်ကြီးနေပါတယ်။နွားကြီးမှာလှဲကိုဆွဲနိုင်တဲ့ခွန်အားနဲ့ကျွမ်းကျင်မှုတွေရှိပေမဲ့သူတို့ကိုဘယ်သူမှမခိုင်းကြပါဘူး။နွားကြီးဟာဝမ်းနဲ့တဲ့မျက်နှာနဲ့ကြည်နေပါတယ်။မင်းကြီးဟာနိုးလာတဲ့အခါမှာတော့ဒီအိမ်မက်ရဲ့အသေးပဲကိုသိချင်လာကြောင်းပညာရှိဆရာကြီးတုခမိန်စီကိုတွားရောက်မေးမြန်းခဲ့ပါတယ်။ဒီအိမ်မက်ကဘာကိုဆိုလိုလာလဲဆရာကြီးလို့မင်းကြီးကရှောက်ထားပါတယ်။ဆရာကြီးတုခမိန်ကပြုံးပြီးရှင်းပြပါတယ်။အရှင်မင်းကြီးနောက်တစ်ချိန်မှာတိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေဟာအတွေ့အကြုံရှိတဲ့လူကြီးသူမတွေကိုရတူကဖယ်ရှားပြီးဘာမှမသိသေးတဲ့လူငယ်လေးတွေကိုပဲအရေးကြီးတဲ့နေရာတွေမှာခန့်ထားကြပါလိမ့်မယ်လို့ပြောပါတယ်။အတွေ့အကြုံမရှိတဲ့လူငယ်တွေဟာခက်ခဲတဲ့တိုင်းပြည်အလုပ်တွေကိုမလုပ်ဆောင်နိုင်တဲ့အခါတိုင်းပြည်ဟာစုပ်ယုပ်ပျက်စီးပါလိမ့်မယ်။နွားငယ်လေးတွေကလှဲကြီးကိုမစွဲနိုင်တယ်လို့ပါပဲလို့ဆရာကြီးကဆက်ပြောပါတယ်။ဒါကြောင့်အတွေ့အကြုံရှိတဲ့လူကြီးတွေနဲ့ထက်မြက်တဲ့လူငယ်တွေကိုပေါင်းပြီးအလုပ်လုပ်မှသာအောင်မြင်မှာပါလို့ဆရာကြီးကအကြံပေးပါတယ်။မင်းကြီးဟာဆရာကြီးရဲ့စကားကိုနားထောင်ပြီးအတွေ့အကြုံရှိတဲ့သူတွေကိုတန်ဖိုးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောသလမင်းကြီးဟာနောက်အခါမှာတိုင်းပြည်အရေးကိစ္စတွေကိုဆောင်ရွက်တဲ့အခါလူကြီးတွေရဲ့အတွေ့အကြုံနဲ့လူငယ်တွေရဲ့ခွန်အားကိုမျှတစွာအသုံးပြုခဲ့ပါတယ်။ဒါကြောင့်တိုင်းပြည်ဟာအေးချမ်းသာယာပြီးတိုးတက်စီးကားလာပါတယ်။